ကဲဒီနေ့တော့ရာသီစားဒီမှာပေါ်ဦးပေါ်ဖြာအင်းဥလေးပါရှင်ဒီမှာစအောင်အင်းဥလေးတွေအင်းဥလေးပါအင်းချက်ကလေးပါဒါလေးကတော့မြုပ်ပွားသေးလေးနဲ့ပေါ့နော်မထရရှဲချက်ပေးထားတာအားလေးနဲ့စားပါမယ်အင်းဥဆိုအရင်ကြိုက်တာအင်းဥကြိုက်တဲ့သူတွေရှိလားရှင်ချောတော့လေအင်းဥလေးရှိလို့ရှိရင်လေဘာဟင်းမှမလို့သူကလေဒါလေးနဲ့ပဲစားတာပေါ့နော်အရင်ကြိုက်တာအဲ့ဆိုထမင်းဆိုလဲစားစမ်းမယ်တစ်ခါစားရင်နှစ်ပတ်ကန်လောက်ကတော့အင်းဦးနဲ့ဆိုလို့ရှိရင်အသားလေးကုန်တယ်ချောအင်းဦးအရန်ကြိုက်တာအဲ့တော့ရာသီစာပေါ်ဦးပေါ်ဖြာလေးမို့လို့ဒီမှာလာပြီးတော့ကြွားတာပါရှင်အင်းဦးလေးရှယ်မှရှယ်အရန်စားကောင်းတယ်ကိုမွန်းနော်မပြောရှယ်ဆိုမှရှယ်အင်းဦးလေးအင်းဦးတွေပေါ်ကြပြီလားမသိဘူးเนาะချောတော့မကွေးမှာတော့အင်းဦးတွေပေါ်တော့ရှာပပန်းအင်းဦးတွေလိုက်မော်မြင်ပြီဆိုကြအင်းဦးစားခြင်းနဲ့ဆိုပြီးတော့အင်းဦးစွတ်တင်ပူတတ်ထားတော့မယမကရှာပေးထားတာပါ